အီရန်စစ်ပွဲကြောင့်လွန်ခဲ့တဲ့6နှစ်ကျော်ကဗီဒီယိုအဟောင်းတစ်ခုကတဖန်ပြန်ပြီးပွဲဖြစ်နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြောင့်စပိန်ဝန်ကြီးချုပ်အဆက်ကွဲခဲ့မှုတဲ့ဗီဒီယိုဖိုင်မှာအခုမြင်နေရတဲ့အတိုင်းစပိန်ဝန်ကြီးချုပ်ကဒေါ်နယ်ထရန့်နဲ့စကားပြောခြင်းလို့ချီးကပ်လာတာကိုထရန့်ကစကားပြန်မပြောဘဲမင်းနေရမင်းပြန်ထိုင်လို့ပြောပြီးကလထိုင်ကိုလက်ညှိုးထိုးပြခဲ့တာပါ။ထရန့်ကသူ့ကိုအဖက်မလုပ်ခဲ့တဲ့အပြုအမူကြောင့်စပိန်ဝန်ကြီးလည်းလူကြားထဲမှာအဆက်ကွဲပြီးရဲချင်းချင်းနဲ့ပဲကိုနေရကိုပြန်ထိုင်လိုက်ရပါတယ်။ဒီဗီဒီယိုကလစ်အတူလေးကလက်ရှိအချိန်မှာနိုင်ငံတကာကဆိုရှယ်မီဒီယာအကောင့်တွေမှာဗိုင်ရယ်ဖြစ်နေပါတယ်။ဒီဖြစ်ကလွန်ခဲ့တဲ့2019ခုနှစ်ဂျပန်နိုင်ငံအိုဆာကာမှာကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာတော့ဖြစ်ရပါ။အဲဒီတုန်းကစပိန်ဝန်ကြီးရောသမ္မတထရန့်ရောသူတို့ရဲ့ပထမသက်တမ်းမှာပဲရှိပါသေးတယ်။လက်ရှိအီရန်စစ်ပွဲမှာစပိန်ဝန်ကြီးကအမေရိကန်ရဲ့လုပ်ရက်ကိုဝေဖန်ပြီးသူတို့ရဲ့စစ်စခန်းတွေမှာအမေရိကန်ကိုအသုံးပြုခွင့်ညှင်းဆန်ထားပါတယ်။ဒါကြောင့်စပိန်ဝန်ကြီးနဲ့အမေရိကန်သမ္မတတို့သဘောထားတင်းမာနေကြပြီးထရန့်ကလည်းစပိန်နဲ့ကုန်သွယ်ရေးဖျက်တောက်လိုက်မယ်ဆိုပြီးပြန်လည်ချိန်မုံထားပါတယ်။ဒီလိုအခြေအနေမှာထရန့်ကိုထောက်ခံတဲ့အကောင်အချို့ကအခုဗီဒီယိုကိုပြန်တင်ပြီးစပိန်ဝန်ကြီးချုပ်ကိုလှောင်ပြောင်ခဲ့တာကြောင့်တဖန်ပြန်ပြီးဗိုင်ရယ်ဖြစ်သွားတာပါ။